Okay မင်္ဂလာပါခင်ဗျကျွန်တော်တို့ဒီနေ့12ရက်3လ2025စင်ကာပူအချိန်8:04ညနေပိုင်းဖြစ်ပါတယ် Okay ကျွန်တော်ခုနဆက်ပြောတာကိုပြောလိုက်ပါမယ်ကျွန်တော်တို့ဒီ trader တယောက်အနေနဲ့ဒီ market မှာသူ့ရဲ့time frame trade ပေါ်မူတည်ပြီးတော့အချိန်ပြည့်ရှိဖို့လိုပါတယ် Okay အကယ်၍ weekly time frame ပေါ့နော်နည်းနည်း weekly time frame တစ်ပတ်တစ်ခေါက်မှ trade လုပ်လို့ရတဲ့လူဆိုလဲအနည်းဆုံးတစ်ပတ်တစ်ခေါက်တော့ market ကိုကြည့်ဖို့လိုပါတယ် Okay daily time frame trade တဲ့လူဆိုလဲ daily time frame ကိုအနည်းဆုံးတစ်ရက်တစ်ခါ trade လုပ်ဖို့ market ကိုကြည့်ဖို့လိုပါတယ် Okay ဘာလို့လဲဆိုတော့ဒီ market ကတကယ်လို့ तू တက်ခံဒီကြက်ခံဒီကိုဘူးဆို तू ကဘလူးမှမပြောဘူးငါတက်တော့မယ်နော်ငါကြတော့မယ်နော်ဘလူးမှမပြောဘူးဟုတ်တယ်မလားအဲ့တော့ကိုကဟိုကြိုပြီးတော့ market မှာဟိုတက်မယ်မကြမယ်မဖြစ်ခင်တည်းကကြိုပြီးရောက်နေပြီးတော့ကိုက plan ရှိဖို့လိုပါတယ် Okay အဲ့လိုလုံနိုင်မှကျွန်တော်တို့ market မှာပတ်စံကိုရှာလို့ရမှာပါ Okay ကျွန်တော်တို့ trader တော်တော်များများရှိပါတယ်ဥပမာပြเนาะကျွန်တော်ဒါဥပမာပြဆိုကျွန်တော် crypto မှာเนาะ crypto ဆိုရင်crypto market ကြီးကိုမှာတခြားထဲဝင်လည်းမဝင်ဘူးပြီးလည်းပြီးတော့ crypto တွေဟာအရင်ဈေးတက်နေတယ်ဈေးကောင်းနေလည်းဖြစ်လည်းဖြစ်တော့မှဝင်ချလာတယ် okay ဝင်ချလာပြီးပါဖြစ်လဲဆိုတော့ဈေးကြီးနဲ့မိတာပေါ့ဟုတ်တယ်မလားအဲ့တော့မှဟာဈေးကြီးနဲ့ဝယ်ထားပြီးတော့ crypto တွေဈေးကျတော့မှကိုကဈေးကြီးတွေနဲ့ပြောကြည့်ဆိုတော့ဟိုဟာပေါ့နော်ဟိုကိုကဈေးမိနေမိထားတဲ့သဘောမျိုးအဲ့လိုမျိုးမဖြစ်အောင် trader market မ move ပဲနေနေမ move ပဲနေနေကျွန်တော်တို့ market မှာရှိဖို့အမြင်နဲ့လိုပါတယ် okay အဲကြောင့်ကျွန်တော်ဒီနေ့တိုင်းကိုကျွန်တော် market မှာရှိပါတယ် okay ဟိုပါတော့မနေ့ပိုင်းဆိုလဲဟောင်ကောင်နေ့ကင်းပိုင်းဆိုလဲကျွန်တော် Europe ဂျာမန် index မှာရှိပါတယ်ညနေပိုင်းဆိုကျွန်တော် next dex မှာရှိပါတယ် okay အဲ့တော့ market နဲ့တော့ကိုကဟိုတိတ်လွတ်တယ်တော့မရှိဘူးပေါ့နော် okay ကျွန်တော် market analysis တစ်ချက်သွားလိုက်အောင်ဒီတစ်ပတ်အတွက် okay ဒီတစ်ပတ်မှာနည်းအရေးကြီးတာလေးရှိလို့ပါ okay okay ကျွန်တော်တို့ဒီတစ်ပတ်ကဗုဒ္ဓဟူးနေ့ဖြစ်ပါတယ်တနင်္လာနေ့အင်္ဂါနေ့ကအင်္ဂါနေ့ကဟိုပါပေါ့နော်အင်္ဂါနေ့ကလွဲလို့တိတ်များများဆဆ news မရှိဘူး Monday ဆိုဘာမှမရှိဘူးလို့ပြောလို့ရတယ် okay ဒီနေ့ဗုဒ္ဓဟူးကိုကျွန်တော်တစ်ချက်သွားလိုက်အောင်ကျွန်တော်ဗုဒ္ဓဟူးမှာနောက်ထပ်နိုင်ဝက်လောက်မှာကျွန်တော်အရင်ရေးကြည့်တဲ့ news တခုရှိပါတယ် okay အဲ့ကောင်ဘာကို measure လုပ်တာလဲဆိုတော့ဘာကို measure လုပ်တာလဲဆိုတော့ဒီကောင်ကကျွန်တော်တို့ဒီ inflation ပေါ့နော် inflation ကို measure လုပ်တာဖြစ်ပါတယ် inflation ဆိုတာငွေကြေးဖောင်းပွားမှုနှုန်းပေါ့နော် okay inflation ကို measure လုပ်တာဖြစ်တယ်ပြီးတော့ဒီကောင် CPI လို့ခေါ်တယ်ပြီးတော့ကျွန်တော်တို့ ကြာသပတေးနေ့မှာလည်းတော့ PPI ဆိုတာရှိတယ် okay ဒီနှစ်ခုကိုကျွန်တော်တစ်ခေါက်ရှင်းပြပူပါတယ်ဘာကွာလဲဆိုတာဒါပေမဲ့ဒီနှစ်ခုကကျွန်တော်တို့inflation ကို measure လုပ်တဲ့နီးပါပဲ okay ဘယ်ဘက်နီးနဲ့ measure လုပ်တာနဲ့ညာဘက်နီးနဲ့ measure လုပ်တာပဲကွာတယ် okay အဲ့တော့ဘာကြောင့်ကျွန်တော်အရေးကြီးလဲလို့ပြောလဲဆိုတော့ဒီ US မှာကဒီကောင်တွေကဒီ US ဆိုတဲ့နိုင်ငံဒီကောင်အကျွေးတွေအများကြီးနစ်နေတဲ့နိုင်ငံပါ okay အဲ့တော့သူတို့ကဒီနှစ်အတွင်းမှာ2025အတွင်းမှာသူတို့ကကျွန်တော်တို့ဒီ trillion ပေါ့နော်trillion ကြော်ကိုသူတို့အကျွေးဆက်เสียရှိပါတယ် okay များသောအားဖြင့်တော့သူတို့အကျွေးရတော့သူတို့မဆက်ပါဘူးသူတို့ဘာလုပ်လဲဆိုတော့ roll over ခေါ်တာပေါ့နော်ကျွန်တော်ထပ်ပြီး roll လုပ်တာပေါ့အကျွေးထပ်ပြီးတော့လှိမ့်နေတဲ့သဘောမျိုးကိုလုပ်တယ်အဲ့တော့သူတို့ကဒီအဲ့ကောင်ကို roll မလုပ်ခင်မှာသူတို့ကဘာကိုသူတို့ကလှုပ်ချင်တာလဲဆိုတော့ဒီကျွန်တော်ဒီကောင်တွေရဲ့ဒီinterest rate ကိုချပြီးတော့မှသူတို့က roll ကိုလှုပ်ချင်တယ်အဲ့တော့ဗျာဟိုပါပေါ့နော်ဒေါ်လာ3သိန်းကိုအတိုး10%နဲ့ချီတာတဲ့ဒေါ်လာ3သိန်းကိုအတိုး2%နဲ့ချီတာနဲ့ကျတော့ဟိုပါ principal တော့အတူတူပဲဒါပေမဲ့ interest ကကျတော့တော်တော်တက်တာတာကိုဒီကောင်နဲ့အဲ့ဟာကိုလှုပ်ချင်နေတာ okay အဲ့တော့ဒီကောင်ကအတိုးဒီကောင်နဲ့ချချင်နေတာဒီ interest rate ကို okay okay အဲ့ဒါဒီကျွန်တော်တို့ညီကိုတွေဒါတွေဘယ်မှမကြားသေးဘူးလို့ကျွန်တော်ထင်ပါတယ် but anyway ဒီကောင်နဲ့အတိုးကိုချချင်နေတာအဲ့တော့ဒီကောင်နဲ့ဘာလုပ်ဖို့လိုလဲဆိုတော့အတိုးဒီကောင်နဲ့ဆွတ်ဆက်ချလို့မရအောင်ဘာလို့လဲဒီကောင်အတိုးနှုန်းကိုချလိုက်ရင်အတိုးဆို interest rate ကိုပြောတာเนาะအတိုးနှုန်းကိုချလိုက်ရင်ဘာဖြစ်တက်လဲဆိုတော့ inflation တက်တယ်เนาะ inflation တက်တယ်အဲ့တော့သူက inflation number ကိုလည်းစောင့်ကြည့်ဖို့လိုတယ်ဟုတ်တယ်မလားဘာလို့လဲဒီကောင်ကဟို inflation တက်နေတော့ဆွတ်ဆက်ကြီးသွားပြီးတော့အတိုးနှုန်းချလိုက်ဖို့ဆိုကုန်မှာပေါ့ okay အဲအကြောင်းကျွန်တော်ကဒါကိုပြောတာဒီနေ့ခဏနေထွက်မဲ့ news နဲ့မနေ့ပြန်ထွက်မဲ့ news ကအရင်ရေးကြည့်တယ်အကယ်၍များသူ့ရဲ့ဒီထွက်လာတဲ့ number ကသူတို့ထင်ထားတဲ့ number တဲ့ပို့ပြီးနည်းနေတယ်တဘောကဗျာဥပမာဖြစ်0.2တို့0.1တို့เนาะအဲ့လိုမျိုးပေါ့เนาะနည်းနေခဲ့တယ်ဆိုရင်ဒီကောင်ကသူတို့တက်ဒါဝင်းသာတင်ကောင်းမယ်ဘာလို့လဲဆိုတော့ဒီ inflation rate ကနည်းတဲ့အတွက်ဒီကောင်တွေမှာဟိုเนาะဒီအတိုးနှုန်းချဖို့အတွက်ကသူတို့အတွက်က is a green light လို့ပြောလို့ရမှာเนาะမီးစိမ်းပြလိုက်တဲ့သဘောမျိုးပဲဆိုတော့အဲ့ကြရင်ကျွန်တော်ထင်တာ market ကလုံးဝပြန်တက်သွားမယ်လို့ကျွန်တော်မြင်တယ် okay ဒါပေမဲ့ဒီ news တွေကျွန်တော်တို့သိဖို့လိုသေးတယ် okay so အဲ့တော့အကြောင်းပြောတာဒီဒီဟိုပေါ့เนาะဒီကျွန်တော်အခုခဏနေထွက်မဲ့ဟာရဲ့ညနေမနေ့ပြန်ထွက်မဲ့ဟာနဲ့အရင်ရေးကြည့်တယ်ဘာလို့
market ကဒီကောင်ကိုကြည့်နေဒီကောင်ကိုကြည့်ပြီးတော့အတုံးလုံးချမချကိုဟိုဒီကောင်နဲ့မှန်မှာ okay ရေလို့အတုံးလုံးချမယ်လို့တွက်လိုက်ပြီဆိုရင် market ကတက်ဖို့များတယ် okay အဲ့ဒါကျွန်တော်တို့ဒါရှိတယ်ပြီးတော့နောက်တစ်ခုကအခုလောလောဆယ်ကျွန်တော်တို့ဒီ19ရက်နေ့19ရက်နေ့ match လာမှာသူတို့19ရက်နေ့ match လာမှာဒီကောင်တွေ interest rate ဟို decision ရှိတယ်เนาะ19ရက်နေ့ match လာမှာ interest rate decision ရှိတယ်အခုလောလောဆယ်အရာအဖြစ်ဒီကောင်နဲ့ interest rate ကိုမချဘူးလို့ဒီကောင်97% တွက်ထားတယ် okay အဲ့ဒီတော့ကျွန်တော်ခဏနေပြောတဲ့ CPI ဆိုတဲ့ data ထွက်လာရင်တကယ်လို့ချဖို့များရာခိုင်နှုန်းပိုများလာမလားလို့ကျွန်တော်ကြည့်ဖို့လိုတယ်အကယ်၍ချဖို့ရာခိုင်နှုန်းเนาะ97နေဒီဘက်ကိုကူလိုက်ဝင်ပြင်ဒီမှာ3%ပဲရှိတာဟုတ်ဝင်ပြင်ဒီကောင်50ပဲဖြစ်တခုပေါ့เนาะတက်လာတယ်ဆိုရင်ကျွန်တော်တင်တဲ့ stock market ကဈေးပြန်အပေါ်ပြန်တက်ဖို့နည်းနည်းရာခိုင်နှုန်းရှိတယ်โอเคအဲ့တော့အဲ့အလေးကိုတစ်ချက်သတိထားပါအဲ့တော့ကျွန်တော်အနီကုန်းချုပ်ပြောရမယ်ဆိုရင်ဒီ news လေးတွေကနည်းနည်းအရေးကြီးလာပြီဒီတစ်ပတ်မှာဒီနှစ်ကောင်အရေးကြီးဆုံးပဲ CPI နဲ့ PPI အဲ့တစ်ချက်လေးသတိထားပေးပါ okay alright ကျွန်တော်တို့ market ကိုတစ်ချက်သွားလိုက်အောင်ကျွန်တော်တို့British pound နဲ့ကျွန်တော်တစ်ချက်သွားလိုက်အောင်เนาะ okay ဘယ်ဘက်ကကျွန်တော်လုပ်နေကြအတိုင်းပဲကျွန်တော်ဒါ future ညာဘက်ကကျွန်တော်တို့ CFD alright okay um alright British pound အခုလောလောဆယ်ဘာတွေတခုဘာဖြစ်နေလဲဆိုတော့ဒီကောင်ကဘာဖြစ်နေလဲဆိုတော့အခုဒီကောင်ကဟောပေါ့နော်တက်ဖို့နည်းနည်းလေးဒါစုနေတယ် okay တခုတော့ရှိတယ်ကျွန်တော်တို့ဒီ level ဒီ1.299ပေါ့1.23ပဲထားပါတော့ဒီလောက်မှာကျွန်တော်ထင် resistance နည်းနည်းထိမယ်လို့ကျွန်တော်မြင်တယ်အဲ့တော့အခုလောလောဆယ်ရောင်းတင်သလားဆိုတော့ကျွန်တော်တော့မရောင်းတင်ဘူးလို့ထင်တယ်အဲ့ကျွန်တော်ခုနပြောတယ်1.23 1.30ပေါ့နော်1.299 1.30လောက်ထိများသွားမလားလို့ကျွန်တော်မြင်တယ် okay အဲ့တော့အကယ်၍ရောင်းမယ်ဆိုရင် okay ကျွန်တော်ဒီမှာ alert အောင်လာပြီเนาะကျွန်တော်ပြင်ပြပြမယ် alert ကပါလဲဆိုတော့ကျွန်တော်ပြင်ရောင်းမယ်ဆိုရင်ကျွန်တော်ကတော့ဒီလိုမျိုး bearish candle ပေါ့เนาะအနီရောင် candle လေးပေါ်လာပြီးမှရောင်းတင်တယ်လို့ကျွန်တော်ထင်တယ် okay အဲ့တော့ကျွန်တော်အတူပြန်ချောမယ်ဆိုရင်တော့ bullish အတက်ဇလန်းထဲမှာပဲရှိသေးတယ် okay another one is euro euro okay euro လဲအဲ့လိုပဲ okay euro ကactually ကျွန်တော်မနေ့ကကျွန်တော် Telegram မှာတစ်ချက်ပြောလိုက်တယ်အတက်ဖို့ရှိဖို့များတယ်လို့ကျွန်တော်ပြောလိုက်တယ်အခု market ကတက်သွားတယ် okay အဲ့တော့အခု euro ကတော့ဒီကောင် resistance နည်းနည်းလေးထိတဲ့နေရာမှာရှိလာပြီအဲ့တော့euro ကတော့ဆက်တက်ဖို့တော့နည်းနည်းဇလန်းရှိသေးတယ်ဒါပေမဲ့ချက်ချင်းအများကြီးမလိုက်တင်တော့ဘူးလို့ကျွန်တော်မြင်တယ် okay အဲ့တော့အကယ်၍ကိုကဝယ်ခြင်းနဲ့ဆိုရင်เนาะဝယ်ခြင်းနဲ့ဆိုရင်ဥပမာအဖြစ်ဒီကောင်တွေဒီ level မှာ swing resistance ဖြစ်နေတဲ့အတွက်ကျွန်တော်အမြင်ကတော့you know ဒီကောင်နည်းနည်းအနီလေးလာပလိစေကိုနောက်ပြီးတော့မှအပြာဆက်ပြန်လာတော့မှကျွန်တော်ထင်တယ်ဝယ်သင့်တယ်လို့ထင်တယ်ဥပမာဖြင့်ဒီလိုမျိုး level ပေါ့နော်1.08 okay 1.08 level လောက်မှာဝယ်သင့်တယ်လို့ကျွန်တော်မြင်တယ် okay alright so euro တော့ဝယ်မဝယ်ရင်အဝယ်ကိုပြန်စောင့်ပါ okay another one is Aussie okay Aussie ကတော့ဒီကောင်နေon the sideway alright Aussie ကတော့ on the sideway hang on ကျွန်တော်Aussie ကတော့ on the sideway Aussie ကတော့နည်းနည်းလက်ရှောင်တင်တယ်လို့ကျွန်တော်ထင်တယ်ဒီကောင်ကိုကျွန်တော်တို့က bull bear pattern လို့ခေါ်တယ် okay ဘာလဲဆိုတော့ဒီကောင်ကဘာပြဿနာရှိလဲဆိုတော့ကျွန်တော်ပြပြမယ်နော်ဘာပြဿနာရှိလဲဆိုတော့ဒီကောင်ကအခုဒီကောင်ကဘာလောက်တာလဲဆိုတော့တွေ့လားဒီကောင်က highs are going higher ဒီကောင်နဲ့ swing high တွေကတက်သွားတယ် swing low တွေကလည်းဟိုလိုခေါ်မှာကျတယ်ဆိုတဲ့ဇလန်းရှိတယ်ဒီကောင်ဘာကိုနည်းနည်းပြောတာလဲဆိုတော့ဥပမာဖြင့်တကယ်လို့ဒီမှာရောင်းထားတဲ့လူတွေကလည်းရှုံးတယ်ဘာလို့ဆိုတော့ဟိုနော်အပေါ်တက်ပြီး stop loss တွေထိကုန်တယ်မဟုတ်လို့ဝယ်ထားတဲ့လူကလည်းရှုံးတယ်ဘာလို့ဆိုတော့အောက်ဆင်းပြီးတော့ stop loss တွေထိကုန်တယ်အဲ့လိုမျိုး pattern ရှိတယ်ဆိုရင်နည်းနည်းဟိုကိုရှောင်နေလိုက်တာကောင်းတယ်ဘာလို့ဆိုတော့ကိုဝယ်ရောင်း market ကအပေါ်အောက်ကို swing ဖြစ်နေတဲ့အတွက် okay ဒါပေမဲ့ကျွန်တော် latest development တခုကောင်းတာရှိတယ်ဘာလဲဆိုတော့တွေ့လားဒီနားမှာနည်းနည်းပြန်ပြီးတော့ထောက်လာပြီနော်သဘောဒီထိပြန်ဆင်းမသွားတော့ဘူးတွေ့လားနော်ဒီထိပြန်ဆင်းမသွားတော့တဲ့အတွက်ဒီ pattern ကနည်းနည်းဒီ pattern နေဖောက်ထွက်လာပြီလို့တော့ကျွန်တော်တို့နည်းနည်းပြောလို့ရမယ်အဲ့တော့အခုလောဆယ်ဒီလိုမျိုး pattern လေးနည်းနည်းဖြစ်လာပြီအဲ့တော့ကျွန်တော်ဒီလိုမျိုးများသွားနိုင်မလားလို့ကျွန်တော်ကြည့်ဖို့လိုတယ် okay အဲ့ဒီတော့ Aussie ကတော့ကျွန်တော်တို့weather နဲ့ရောင်းတာနဲ့ဘယ်ကပို့ပြီးတော့ probability ပိုများတယ်ထင်လဲဆိုတော့ကျွန်တော်ထင်တာတော့ weather ပို့ပြီးတော့ probability ပိုများတယ်လို့ထင်တယ် okay ရောင်းတော့မယ်ဆိုရင်တော့think twice ဆိုကျွန်တော်ပြောချင်တယ် okay so percentage အပြင်ကျွန်တော်အမြင်ပြောကြည့်ဆိုတော့ကျွန်တော်တော့ပို့ပြီးတော့ပြန်တက်မယ်လို့ကျွန်တော်ထင်တယ် okay ဘယ်လောက်ထိသွားနိုင်လဲဥပမာဖြင့်0.634နောက်တစ်ခုက0.641 this kind of region ပေါ့နော်ဒီ level လောက်ထိသွားမယ်လို့ကျွန်တော်မြင်တယ် okay alright နောက်တစ်ခုက New Zealand okay New Zealand လည်းတိတ်
မကွာဘူး Aussie နဲ့ New Zealand ကတို့ဟိုတတွဲเนาะတတွဲသွားလေးရှိတဲ့တွဲဒီကောင်တွေကတိတ်မကွာဘူးကျွန်တော်အမြင်နဲ့ဒီကောင်နဲ့ဒီလိုပဲเนาะခုနကကျွန်တော် widening ကိုကျွန်တော်ပြတယ်เนาะ widening ကိုကျွန်တော်ပြတယ်ခဏကျွန်တော်ပြန်တစ်ခုပြန်ပြလိုက်မယ်ဒီကောင်တွေက widening nature ကိုပြတယ်အပေါ်ကဆက်တက်သွားတယ်အောက်ကလည်းဆက်ကျသွားတယ်တွေ့လားဒါပေမဲ့လွန်ခဲ့တဲ့ပြီးခဲ့တဲ့နှစ်ခေါက်ကသူကမကြတော့ဘူးတွေ့လားเนาะဟိုပြောရည်ဆိုဒီကောင်ဟိုပါပေါ့เนาะတိတ်ပြီးတော့မကြဒီလောက်ထိတော့မကြတော့အဲ့တော့အရန် bearishness ကတိတ်မရှိတော့ဘူးလို့တော့ကျွန်တော်မြင်တယ်အဲ့တော့ကျွန်တော်ကတော့အမြင်ကတော့ခဏနေပြန်တက်မယ်လို့ကျွန်တော်ထင်တယ်အဲ့တော့ attack ကလေးကိုစောင့်ပြီးတော့ဝယ်သင့်တယ်လို့ကျွန်တော်ကတော့ထင်တယ်အဲ့တော့ဘယ်ချိသွားမလဲဆိုတော့ဒီ0.57 and နောက်တစ်ခုက0.577 level လောက်သွားမယ်လို့ကျွန်တော်မြင်တယ် okay အဲ့တော့ overall တော့ US dollars ကနည်းနည်း weak ဖြစ်မယ်လို့ကျွန်တော်မြင်တယ်အဲ့တော့ခုနကျွန်တော် British pound ရှိမယ် euro ရှိမယ် Aussie ရှိမယ် New Zealand ရှိမယ်ဒီကောင်းတွေကိုဟိုပေါ့နော်ဟိုခဏပဲစောင့်ချက်ချင်းပဲဝယ်ပေါ့နော်ခဏပဲစောင့်တာတော့ပိုကောင်းတာပါဗျာနော်အဝယ်ဘက်ကိုနည်းနည်းလေးပို့ပြီးအားတန်တယ် okay okay နောက်တစ်ခုကတော့ straight go ကျွန်တော် go ကိုကျွန်တော်ဒီဟိုလဲလို့ဟိုလဲဒီကျွန်တော် live trading လည်းကျွန်တော်လုပ်ပါတယ်ကျွန်တော်မှာ channel တစ်ခုကျွန်တော်လုပ်ထားတာရှိတယ်ကျွန်တော်ဒီ live broadcast ပေါ့နော်လုပ်ထားတာကျွန်တော် single chain ညအနေကင်း sorry နေ့ကင်း7နာရီ12နာရီလောက်ကနေပြီးတော့နောက်နေ့မနေ့9နာရီလောက်ထိကျွန်တော် nearly 20 hours ပေါ့နော်ကျွန်တော် broadcast လုပ်ပါတယ်ဟိုအချိန်ပြည့်တော့ကျွန်တော်ဟိုပါပေါ့နော် computer ရှိမှာတော့ရှိတာမဟုတ်ဘူးဒါပေမဲ့ကျွန်တော် market ကိုကြည့်ပြီးကျွန်တော် trade လုပ်ပြီးဆိုကျွန်တော်ပြောပါတယ် okay အဲ့မှာတွားပြီးတော့ view လုပ်လို့ရပါတယ် everything for free ပါ okay so go alright go က okay ခဏနော် go လေးကျွန်တော်တစ်ချက်ပြမယ်ကိုကဒီကောင်ကဘာဖြစ်နေရလဲဆိုတော့ဒီကောင် deep pullback ခေါ်တာပေါ့နော် deep pullback ခေါ်တယ်ဒီကောင်ကဘာလို့လဲဆိုတော့ deep pullback เนาะဒီကောင် deep pullback ဖြစ်တယ်ပြီးတော့ဒီကောင်ကဒါကိုပြန်ပြီးတော့တက်ဖို့ပြန်ပြီးစူးစမ်းတယ်အဲ့တော့ကျွန်တော်ဒါလေးတစ်ချက်ဆွဲပြမယ်ဒီကောင်ဘာလုပ်နေရလဲဆိုတော့ဒီကောင်ဒီလိုလုပ်နေတာကျွန်တော်တို့ဒီမှာရောက်နေပြီ okay အဲ့တော့ဒီကျွန်တော်တို့သတိထားမှာဒီ level ရဲ့ဒီ level ကိုသတိထားမှာအဲ့တော့သူကအခုခုနကဆင်းသွားပြီးတော့ဒီမှာလုံးဝဟိုဟာ support ကိုထောက်ထားတယ်တွေ့လားမသိဘူးအဲ့တော့ तू က news ပဲဖြစ်ဖြစ်တခုခုပေါ့နော် तू အဲ့တော့ तू စောင့်နေတယ်ဘာလို့ဆိုတော့ market ကဒီတိုင်းဘာမှဆိုတောင် move မဖြစ်ဘူးခင်ဗျနော် तू ကအဲ့လို news တို့ announcement တို့ရှိတော့မှဒီကောင်အရင်တက်သွားတာနော်အဲ့တော့ဒီကောင်အဲ့လိုမျိုး news ကိုစောင့်နေဥပမာဖြင့်ကျွန်တော်ဒီည CPI news လို့ပေါ့ဗျာနော်အဲ့တော့ဖြစ်တော့မှဒီကောင် breakout ဖြစ်ဖို့များတယ်အဲ့တော့ကျွန်တော်အမြင်ကတော့ဒီကောင်ဟိုပါပေါ့one big candle ခေါ်တာပေါ့နော်ဒီ one big candle ခဏနေလာတော့မယ်လို့ကျွန်တော်မြင်တယ်ဒီတစ်ပတ်တွင်းလာဖို့များတယ် okay ဒီတစ်ပတ်တွင်းမလာရင်တောင်မှတေးကြတယ်ဗျsquare နေလာလိမ့်မယ် okay square နေ March လာကျွန်တော်တို့ဒီ rate decision ရှိတဲ့နေ့လာလိမ့်မယ် okay အဲ့တော့ okay နောက်တစ် question ကဘယ်ဘက်ကိုလာမှာလဲအတက်လားကျလားဟုတ်တယ်မလားကျွန်တော်ကတော့အတက်ကိုပို့ပြီးတော့မြင်တယ် okay ဟိုကျတယ်ဆိုရင်တော့လုံးဝ IDT ကျမယ်လို့ကျွန်တော်သိမထင်ဘူးဥပမာပြန်ဒီလိုမျိုးတွေလည်းဖြစ်နိုင်တယ်နောက်ထပ်ဒီလိုမျိုးတွေလည်းဖြစ်နိုင်တယ်ဘယ်လိုပဲဖြစ်ဖြစ် choice 1ပဲဖြစ်ဖြစ် choice 2ပဲဖြစ်ဖြစ် choice 3ပဲဖြစ်ဖြစ်တက်တာပဲ choice 4တော့ကျွန်တော်ကတော့လုံးဝသိမထင်ဘူး okay အဲ့တော့ရွှေကိုဘာပေါ့နော်စင်းနေခဲ့ရဆိုရင်တောင်မှ support level လေးတွေမှာ light ဝယ်ဖို့စဉ်းစားပါ okay ကိုကစင်းနေပြီဆိုပြီးတော့ကိုက light မရောင်းလိုက်နဲ့တကယ်လို့ပြန်တက်သွားရင်ကိုကအဲ့ stop loss ကို white လို့ရင်းနေပါဖြစ်မလဲကိုက show ရင်ကိုကအများကြီးရှုံးသွားတတ်တယ်ဘာလို့ဆိုတော့သူ့ရဲ့ trend ကတက်ဖို့ပို့ပြီးရခိုင်နှုန်းပိုများတယ် okay နားလည်မယ်ထင်ပါတယ်အဲ့တော့ရွှေကတော့ကျွန်တော်ကတော့ bullish ဖြစ်တာကျွန်တော်ကတော့ few months ready ပဲပြောရမယ်ကျွန်တော်ရွှေကိုတက်မယ်ပြောနေကြားလာပြီ okay 2လ3လတော့ကျွန်တော်ဗီဒီယိုတွေကြည့်လို့ရပါတယ် okay အဲ့တော့ရွှေကတော့တက်မယ်လို့ကျွန်တော်ပြောတယ်ပြီးတော့ဒီလောက်မှာပြီးခဲ့တဲ့2ပတ်3ပတ်လောက်ကကျွန်တော်ရွှေကိုပူဘက်လောက်ဖြစ်နိုင်နေမယ်လို့ကျွန်တော်လည်းအဲ့ဒါလည်းကျွန်တော်ပြောခဲ့တယ် okay အဲ့တော့ကျွန်တော်ဒီပူဘက်လေးတကယ်ဖြစ်သွားပြီးပြီအဲ့တော့ဟိုဆက်ပြီးတော့ကျွန်တော်ထင်တယ်များသောအားဖြင့်တက်ဖို့ပို့ပြီးရမယ်လို့များတယ် okay ကျွန်တော်တစ်ချက်စိတ်ပူရမှာကတော့တခါတလေကြာရင်တို့ဒီလိုမျိုး level လေးတွေကိုပြန်ဆင်းလာပြီးတော့ကျွန်တော်ဟိုလောက်တက်တယ် stop hunt လောက်တက်တယ်เนาะဘာလို့ဆိုတော့သူကသိတယ်လေဟိုဝယ်တဲ့လူကဒီနားမှာ stop loss ထားမယ်ဆိုတော့သူကသဘောပေါက်ပြီးသား okay အဲ့တော့အဲ့လေးတော့တစ်ချက်သတိထားပါအဲ့လိုမျိုးပြဿနာတွေကြောင့်ကျွန်တော်ဒီမှာလုံးဝဟိုရှိသမျှပတ်စံတွေအကုန်လုံးဒီမှာဝယ်ထားလို့ကျွန်တော်အဲ့ကြောင့်ကျွန်တော်မပြောတာဘာလို့လဲဆိုတော့เนาะဒီလိုမျိုး level တွေကိုပြန်လာတက်လို့ okay အဲ့တော့ကျွန်တော်ရွှေကိုညီကုန်းချောရမယ်ဆိုရင်ကျွန်တော်တို့အတက်လို့ပဲကျွန်တော်ဆက်မြင်သေးတယ် okay ဖြစ်နိုင်ရင်တော့အဝယ်ဘက်ကိုပို့ပြီးတော့အာတန်တာပို့ကောင်းမယ်ထင်တယ် okay ငွေလည်းဒီလိုပါပဲ silver more or less about the same
Husana, I speak in English. I mean, I speak I speak in English language on Monday. All right. Don't worry. This is for my Burmese people as well. Okay. So please, you don't mind me for that. All right. So today is for my Burmese people. Okay. For for the English language, I will be speaking that on Monday. All right. All right. For my inner circle, I talk to them every day. Every morning, we talk about market. We talk about where is our bias, where the market is likely to go. Where's our position, all this kind of stuff. Okay, that's the fun of trading full time. Okay, let me get back to the analysis in Burmese. Okay, okay. ကျွန်တော် silver ကတော့အခုတော့ထက်အောင်တက်နေ ဆက်ပြီးတော့တက်မယ်လို့ကျွန်တော်မြင်တယ် okay သတိတော့ထားပါဗျာဂျားထဲမှာနည်းနည်းပူးဘက်လေးပါလေးတော့ရှင်းရှိမှာပေါ့ okay ဒါပေမဲ့ general bias okay general bias is တက်မှာပဲဗျဒီကောင်တွေကinflation ကကြပြီးတော့အဲ့ဒီခုနကကျွန်တော်တို့နော် one thing led to another ပေါ့နော်တစ်ခုပြီးတစ်ခုဖြစ်တာပေါ့ inflation ကြတယ်ဆိုရင်ကျွန်တော်တို့ဒီrate cut လို့ဖို့ကမီစိမ့်ပြတဲ့သဘောမျိုးဖြစ်တဲ့အဲ့ဒါအကုန်လုံးတက်တော့မယ် okay တခုတော့ရှိတယ် okay အဲ့တော့ကျွန်တော်ထင်တာ goal လဲတက်မယ်လို့ကျွန်တော် goal and silver တက်မယ်လို့ကျွန်တော်ထင်တယ် okay ကျွန်တော်နောက်ထပ်နှစ်ခုလောက်သွားလိုက်အောင်မယ်နော်ကျွန်တော်နည်းနည်း main market တွေသွားလိုက်အောင်မယ် okay US market okay US market ကUS market ကဒီကောင်ကအခုလောလောဆယ်တော့ကျွန်တော်လုံးဝနော်ဟိုဒီကောင်ရဲ့လုံးဝ stop hunt ကြီးကိုလုံးချပလိုက်တာနော်ဒီ Trump နေတော့တက်ထားတဲ့ဟာတွေပြန်တက်တဲ့ဟာတွေလုံးဝကိုချပလိုက်တာ okay အဲ့တော့ကျွန်တော်တို့ဒါပြောကြည့်ဆိုတော့ဟိုခေါ်မှာပေါ့ဘာခေါ်လဲ empathetic ခေါ်ပေါ့နော် pattern အဖြစ်ပြောမယ်ဆိုရင်တော့အဲ့တော့ကျွန်တော်အမြင်ကဘာဖြစ်နိုင်တယ်လဲဆိုရင်တော့ကျွန်တော်ကဒီလိုမျိုးလုံးဝထောင်တက်တော့မယ်လို့ကျွန်တော်မထင်ဘူးသူတို့ဘာလုပ်လိမ့်အောင်မလဲဆိုကျွန်တော်ဥပမာအဖြစ်ဒီကနေပြီးဒီလောက်ထိပြန်တက်လိမ့်မယ်ဒီလောက်ကဟိုဟာပေါ့နော် resistance level ဆိုတော့ဟုတ်တယ်မလားဒီလောက်ဘာလို့အခုကလူတိုင်း light short နေပြီဗျာဟုတ်တယ်မလားဆင်းသွားတဲ့အတွက်เนาะအဲ့တော့ဒီလောက်ထိပြန်တက်လိမ့်မယ်42.5k ပေါ့เนาะဒီလောက်ထိပြန်တက်ဖို့များတယ် okay ပြီးရင်သူကဘာလုပ်နိုင်လဲဆိုတော့ပြီးတော့နောက်ထပ်တစ်ခေါက်ကိုဆင်းသွားအောင်ပါ okay ဘာကြောင့်အဲ့လိုမျိုးဒီကောင်တွေကလုံးလေးရှိလဲဆိုတော့ဥပမာဖြင့်အခုဆိုဗျာ market ကြီး very obvious right လုံးဝသိတာနေပြီအစင်းဆိုတာဟုတ်တယ်မလားအဲ့တော့ဒီလောက်မှလိုက်ရောင်းတဲ့လူတွေရှိမယ်ဒီလောက်မှလိုက်ရောင်းမယ်ရှိလိုက်ရောင်းတဲ့လူတွေရှိတယ်ဗျာအဲ့တော့သူတို့ဘာလုပ်လဲဆိုတော့ဒီကောင် market ကိုတက်ပြီးတော့အဲ့ရောင်းတဲ့လူတွေကိုဒီကောင်တွေကဟို swing out လုပ်အောင်ပါ shake out လုပ်တယ်ခေါ်တော့ဗောနော် swing out လုပ်ရင်ဘာဖြစ်မလဲဆိုအဲ့ရောင်းတဲ့လူတွေက stop loss တွေထိကုန်ရောဟုတ်တယ်မလားထိကုန်တော့ဒီကောင်တက်မယ်ဆိုတော့ဘာလုပ်လဲလိုက်ဝယ်ရောဟုတ်တယ်မလားလိုက်ဝယ်ဒီကောင်တွေဘယ်မှာ stop loss ထားမယ်ဒီမှာထားမှာပေါ့ဟုတ်တယ်မလားအဲ့ဒါဘာလုပ်မလဲဘာကပြန်ပြီးထပ်ဆင်းသွားအောင်မယ်အဲ့ကြိုက်ခုနပြောတဲ့လူကဟိုအယောင်းလဲ stop out ဖြစ်တယ် light ဝင်လဲ stop out ဖြစ်ကုန်တာအဲ့လိုမျိုးဖြစ်ကုန်တာ okay ပြီးတော့မှဒီကောင်ကကျွန်တော်ထင်တာဒီလောက်ကနေပြီးတော့ပြန်ပြီးတော့ထောင်ပြီးဖြည်းဖြည်းသွားမယ်လို့ကျွန်တော်မြင်တယ် okay အဲ့ဒီတော့အဲ့ဒီ CPI news တွေဘာတွေနဲ့များကျွန်တော်ထင်တာဒီ movement ကိုများလုံးမလားလို့ကျွန်တော်မြင်တယ် okay အဲ့တော့သတိတော့ထားပါဦးကျွန်တော်အမြင်ကတော့ bottom တော့မဟုတ်သေးဘူးလို့ကျွန်တော်မြင်တယ် okay bottom တော့မဟုတ်သေးဘူးဒီလိုမျိုးကျွန်တော်လာမယ်လို့ကျွန်တော်ထင်တယ် okay so အခုနေရောင်းတင်သလားဆိုရင်တော့ကျွန်တော်ထင်တယ်နည်းနည်းလေးတော့နောက်ကျပြီလို့ထင်တယ် okay ရောင်းကြည့်ရင်အခုနကျွန်တော်ဒီ good swing support swing resistance ပေါ့နော် 42.5 အဲ့လောက် level လောက်ကနေစောင့်တင်တယ်လို့ကျွန်တော်မြင်တယ် okay trading so waiting เนาะ trading so planning and waiting เนาะအဲ့တော့အမြဲတမ်းကိုကမဖြစ်ခင်တည်းကကြိုပြီးတွက်ထားပါဘာဖြစ်နိုင်လဲဆိုတာเนาะဟုတ်ပြီလားအဲ့တော့ကျွန်တော်ဒါ US market ကိုကျွန်တော်ဒီလိုမြင်တယ် okay alright ကျွန်တော်နောက်တစ်ခုသွားချင်တာကတော့နောက်နှစ်ခုသွားမယ်ကျွန်တော်ဒီthis guy ကျွန်တော်ခုနကျွန်တော် alert တစ်ခုထားတယ်ဒီကောင်တက်ဖို့ရှိသလားလို့ကျွန်တော်ပြောတာကျွန်တော်ထင်တာဒီကောင်ကခုနပြောသလိုပဲဒီကောင်ကကျွန်တော်ထင်တာနည်းနည်းရေနံဈေးကနည်းနည်းပြန်တက်ဖို့များရှိလာပြီလားလို့ကျွန်တော်မြင်တယ်တွေ့လားဒီကောင်တွေဒီမှာပြီးခဲ့တာ swing level တွေเนาะ swing level တွေဖြစ်တယ်အဲ့တော့ဒီမှာဒီ stop loss တွေဒီနောက်မှာအများကြီးထားလိုက်မယ်ဆိုဒီလွန်ခဲ့တဲ့တစ်ပတ်လောက်ကပေါ့လွန်ခဲ့တဲ့3ရက်4ရက်ကအဲ့ stop loss တွေအကုန်လုံးဖြုတ်ထွက်သွားပြီအဲ့တော့ကျွန်တော်အမြင်ကတော့ market ကပြန်ပြီးတက်ဖို့နည်းနည်းရှိတယ်လို့ကျွန်တော်မြင်တယ်ခုဒီကောင်ဒီ level နောက်ရောက်လာပြီဟုတ်တယ်မလားအဲ့တော့ကျွန်တော်ကတော့ဒီလိုမျိုးပြန်ပြီးတက်မယ်လို့ကျွန်တော်မြင်တယ် okay အပေါ်ထိစစ်တက်မလားတော့ of course we cannot say yet အဲ့လိုမျိုးဟို swing level တွေပေါ့နော်ဒီလောက်တို့69 9.9တို့68တို့69တို့ဒီ level လောက်ထိတော့ပြန်သွားနိုင်လောက်မယ်လို့ကျွန်တော်မြင်တယ်okay အခုမှရောင်းမယ်ဆိုရင်တော့ risk reward ကတိတ်မကောင်းဒါပေမဲ့အခုမှဝယ်မယ်ဆိုရင်တော့ not so bad လို့ကျွန်တော်ပြောရမယ်အနည်းဆုံး1 to 2 1 to 1.5တော့ရှိတယ် risk to reward က okay အဲ့တော့
နော်ဟို trader တယောက်အနေနဲ့ risk reward ကြည့်ခြင်းအပြင်ဟိုပါပေါ့ဟိုကျွန်တော်ထင်တာမစိုးဘူးလို့ကျွန်တော်ပြောလို့ရတယ် okay အဲ့တော့ရေနံလဲကျွန်တော်ထင်ပြန်တက်မယ်လို့ကျွန်တော်နည်းနည်းမြင်တယ်အခုမှရောင်းရင်တော့နည်းနည်းနောက်ကျနေပြီလို့ကျွန်တော်ထင်တယ် okay ဒါကျွန်တော်ရေနံအောင်ပြောတာ okay last but not least bitcoin ကိုကျွန်တော်အမြဲတမ်းပြောလို့ရှိတယ်ဟိုပါပေါ့နော်တနင်္ဂနွေတနင်္လာနေ့ဆိုလုံးဝသတိထားပါ okay တနင်္ဂနွေတနင်္လာနေ့ဆိုလုံးဝသတိထားပါဘာလို့လဲဆိုတော့ဒီကောင်နဲ့အဲ့တနင်္ဂနွေတနင်္လာကိုအသုံးချပြီးတော့ဒီကောင်တွေက stop hunt လုပ်တတ်တယ် okay crypto ပေါ့နော် crypto bitcoin ကိုအမြဲတမ်းသတိထားပါဒီကောင်နဲ့တနင်္ဂနွေတနင်္လာဆိုအသုံးချဆိုဥပမာပြောမယ်ဆိုရင်ဒီကောင်ကတနင်္ဂနွေနေ့ okay ဒီကောင်ကတနင်္လာနေ့တွေ့လားလုံးဝတနင်္ဂနွေနေ့မှာလုံးဝဆင်းသွားတယ်တနင်္လာနေ့မှာပြီးခဲ့တဲ့ swing ရဲ့အောက်ကိုလုံးဝထပ်ဆင်းသွားပြီးတော့ဒီမှာ stop loss ထားတဲ့ကောင်နဲ့အကုန်လုံးပြုတ်ထွက်ကုန်တာအဲ့ကြရင်ဘာလုပ်မလဲmarket ကတော့ see me here ဆိုပြီးဘာလုပ်လဲလိုက်ရောင်းတဲ့ကောင်တွေလည်းရှိရောပြီးတော့အင်္ဂါနေ့လည်းကြာတော့သူမဟုတ်တယ်လို့ပဲတွေ့လားပြန်တက်သွားပြီတွေ့လားmarket is like that okay market is like that အဲ့တော့ကျွန်တော်အမြင်ကတော့bottom ရှိလာပြီလားဆိုတော့ bottom ကတော့ပြောလို့တော့မရသေးဘူးဒါပေမဲ့ကျွန်တော်ထင်အခုလောလောဆယ်တော့ဒီရောင်းတဲ့လူတွေအရင်များလုံးတဲ့အတွက်ကျွန်တော်ထင်တာနည်းနည်းထက်တက်မယ်လို့ကျွန်တော်မြင်တယ်ဥပမာဖြင့်ဒီကောင်8600လောက်ထိသွားမယ်နောက်ထပ်တစ်ခုဒီကောင်တွေ9000လောက်ထိသွားနိုင်တယ်လို့ကျွန်တော်မြင်တယ် okay အဲ့ဒီပြီးတော့ maybe သူတို့ double bottom ပါလို့လုပ်လိမ့်မယ်ဒါပေမဲ့အခုလောလောဆယ် okay ရောင်းတင်သလားဆိုတော့ကျွန်တော်တော့မရောင်းတင်ဘူးလို့ကျွန်တော်ထင်တယ်ဒီကောင်တွေဒီလောက်ထိသွားမယ်လို့ကျွန်တော်ထင်တယ်အနည်းဆုံး8600လောက်ထိတော့ပြန်တက်မယ်လို့ကျွန်တော်ထင်တယ် okay အဲ့ဒီတော့ကျွန်တော်ဒါညီကုန်းချောရမယ်ဆိုရင်ကျွန်တော်တို့ဒီတပတ်မှာ CPI နဲ့ PPI data ရှိပါတယ် okay အဲ့ကောင်ပေါ်မူတည်ပြီးတော့ကျွန်တော်ဒီ rate decision ပေါ်မှာအများကြီးတက်ရောက်နိုင်တဲ့အတွက်ဒီအခုလာမယ့် news ကအရင်အရေးကြီးပါတယ်အဲ့နှစ်ခုသတိထားပါပြီးတော့ကျွန်တော်ဒီ match လ19-20မှာ rate decision ရှိပါတယ်ဒီ CPI နဲ့ PPI data ပေါ်မူတည်ပြီးတော့အဲ့ rate decision ကဒီ probability ကပြောင်းသွားနိုင်ပါတယ် okay အဲ့ဒီဟာပေါ်မူတည်ပြီးတော့ကျွန်တော်ခုနပြောခဲ့တဲ့ gold တို့ silver တို့လည်းအခြေအနေပြောင်းသွားနိုင်ဖို့ရှိတယ်ကျွန်တော်အမြင်ကတော့ gold နဲ့ silver ကဟိုပေါ့နော်အတက်ဖက်ကိုပဲပို့ပြီးသွားဖို့များတယ်လို့ကျွန်တော်မြင်တယ်အဲ့တော့ကိုကတက်ဖို့မှန်းထားခဲ့တယ်ဆိုရင် market ကြာတိုင်းဟို swing level တွေရောက်တိုင်းမှာကိုကဝယ်ဖို့စဉ်းစားပါ okay all right I think that's it for this week ကျွန်တော်ပြောတာတွေအကျိုးရှိမယ်လို့ကျွန်တော်ထင်ပါတယ်ဘယ်လိုအကျိုးရှိတယ်ဆိုရင်ကျွန်တော်ဒီ video share လုပ်ပေးလို့ရပါတယ် okay ကျွန်တော်ပြီးဒီ video လည်းကျွန်တော်ဟောပါနော် YouTube မှာကြည့်တဲ့တွေလည်းရှိတဲ့အတွက်ကျွန်တော် YouTube မှာလည်းတင်မှာဖြစ်ပါတယ် okay so thank you very much and all the best for this week ladies and gentlemen thank you very much have a great week ahead bye bye thank you